မေတ္တာတုတ်တံပရိတရားကိုနေညာမနာရွတ်ပါလေတကုရှိန်ထက်အာနာစัจကြောင့်ဘလူတပတ်ဝေယာနေငြိမ်းအေးချမ်းသာဧကဆက်လို့မကောင်းအိမ်မက်မမက်ပြီးမေတ္တာရည်ဖြတ်အစင်လန်းအေးချမ်းကြပါစေမြတ်သောနိဗ္ဗာန်အာယုထား၍ဘာဝနာတရားပွားပါလေကိုယ်နှုတ်စိတ်ကိုဖြောင်းမောက်တာမမာနာတရားကင်းကွာစေသိမ်ဝိညာဉ်သာနေတိုင်းပြောလို့ဆိုဆုံးမသဘောလွေကြစေသက်စွန်ကျိုးပန်းနိဗ္ဗာန်လမ်းရောင်တန်းရောက်နိုင်စေရောက်ရဲ့ဝိညာဉ်တွေကူကြလို့နေမှာကိစ္စရှိကြစေတံဝိတရားအာဇီဝနာဘောဘာမမှုပြုပါလေခွဲခြားစိတ်ပြညံမာတဲ့ငြိမ့်တဲ့အိန္ဒြေရှိကြစေသမှုတရားရောတွေ့တာလို့မမောကင်ပါစေပညာရှိတွေမြတ်ကာတာမကောင်းမှုများရှောင်ရှားလေခတ်သိမ်းကုန်ရတတဝါများကာယကိုလေးချမ်းပါစေခတ်သိမ်းကုန်ရတတဝါများစိတ်ကြစိတ်လေးချမ်းသာစေဘေးရန်ခတ်သိမ်းဥပါတိရန်ကြီးကြပါစေအသက်ရှင်ကနေထိုင်ပါလေထင်ရှားရှိသမျှတတဝါတွေထိတ်လက်တည်ငြိမ်တတဝါများနဲ့ရှိတူအလတ်တတဝါတွေကြီးလက်အငယ်ရွယ်စုံများနဲ့စုကြုံနေမြင့်တတဝါတွေမြတ်တာရည်ဖြတ်အစင်လန်းအေးချမ်းကြပါစေဝိနည်းနဲ့ထွေတတဝါများနဲ့မြင့်အပ်မမြင့်အပ်တတဝါတွေထင်ရှားဖြစ်လာတတဝါများနဲ့ဖြစ်တည်နေစေတတဝါတွေလုံးစုံများစွာတတဝါတွေစီရဲ့ခြင်းမကင်းပါစေမြတ်တာရည်ဖြတ်အစင်လန်းအေးချမ်းကြပါစေကာယဝစီစိတ်မှမြင့်ညင်စေနေစေရှောင်းခြင်းလေးဒေါသရမှုဟုသမျှအမှုကြွငြိမ်ပါစေမတိမဲ့မြင်အထင်သေးလို့ဘဝအိမ်လို့ဝေးပါစေမြတ်တာရည်ဖြတ်အစင်လန်းအေးချမ်းကြပါစေကိုယ်လာတွေကဆေးလာပွားတဲ့တူလေးသောတာကိုလေးဝိမိရင်အားလုံးစွာချစ်တယ်လို့မြတ်တာစစ်ထားပွားပါလေခတ်သိမ်းတဝါတတူထားမြတ်တာတမြပြီးကဝေမြတ်တာရည်ဖြတ်အစင်လန်းအေးချမ်းကြပါစေကာမရူပအရူပလောကသုံးပါးဘုံထားနေထအောက်ပေညာပက္ခပွားပိုက်ချမရှိဘူးပါလေကိုရိကိုပြင်းရခတ်သိမ်းအောင်အတွင်ပြင်းလဲပွားပါလေမြတ်တာရည်ဖြတ်အစင်လန်းအေးချမ်းကြပါစေနေ့စဉ်မမစိတ်ချမ်းပွားလို့ရသွားထိုင်အိမ်မလို့စီတနေ့ကုန်လာအိမ်ရတဲ့အိပ်ပျော်စေတီပွားရပြီမြတ်တာထုံသိနေထိုင်ခြင်းတော့မြတ်တော်နေခြင်းတရားဟောပြီးမြတ်တာရည်ဖြတ်အစင်လန်းအေးချမ်းကြပါစေမြတ်တာကမ္မထံစီကပြန်ကျိုးမအားထုတ်လို့သူတွေဒိဋ္ဌိမိစ္ဆာကင်းကွာဝေလို့နိဗ္ဗာန်ဤသို့ရောက်မှမသွေဝိတုကိလေသာမဲ့ခြင်းမှာရှင်ကွာ၍ကင်းရလေတပံဖြစ်ခြင်းတဏှာ